စိတ်ဆန္ဒမြင်မာလာပြီဆိုရင်အလုံးကိုလုံနိုင်တဲ့အနေအထားရှိတယ်လူကျင်တဲ့တန်းကျင်တဲ့ဆိုတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာခြင်းဟာအဓိကကြတယ်ပေါ့နော်ဒါကြောင့်မို့ဆန္ဒဆိုတဲ့တဘာဝတရားကိုဒီတဘာဝတရားဥဆောင်လာပြီဆိုလို့ရှိရင်တွေ့တာထားတဲ့ပစ္စည်းကိုပဲဖြစ်စေစွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်အရာခသိကိုစွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့ဆန္ဒကို24ပစ္စည်းထဲမှာဆန္ဒအဓိပတိပစ္စည်းရောမှာဟောထားတာပဲဖြစ်တယ်ပေါ့နော်ဆန္ဒရှိလာပြီဆိုလို့ရှိရင်တွေ့တာရတဲ့လောဘကိုလည်းဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတိရှိတယ်ပေါ့အဲမို့ဆန္ဒကပို့ပြီးတော့စွမ်းထက်တယ်လို့ပြောမှာဖြစ်တယ်စိတ်ဆန္ဒဟာကြီးမားတယ်အရာခသိကိုအောင်မြင်စေနိုင်တယ်တရားကျင့်တဲ့အခါမှာလည်းပဲထက်မြက်တဲ့ဆန္ဒထက်သန်တဲ့ဆန္ဒဟာအမှန်တမ်းအရေးပါတယ်လို့ဆိုတယ်ဣတိပတ်၄ပါးထဲမှာသန္ဒိဋ္ဌိပတ်ဆိုပြီးတော့ဆန္ဒဟာအောင်မြင်ကြောင်းတရားတစ်ခုအဖြစ်ဖော်ပြထားတာဖြစ်တယ်ဘုရားလောင်းဟာဆန္ဒရှိလို့ဘုရားဖြစ်လာတာပဲဖြစ်တယ်သို့သောဆန္ဒရှိုံနဲ့ဖြစ်သလားလို့မေးမယ်ဆိုရင်တော့ဆန္ဒရှိုံတသက်နဲ့တော့မဖြစ်ဘူးလောကလူတွေဟာစိတ်ဆန္ဒပြင်းပြလာပြီဆိုရင်ကျိုးပန်းအထုံးမှုကနောက်ကပါလာတာပဲဖြစ်တယ်ဆန္ဒနောက်မှာလှုပ်ဆောင်မှုဆိုတဲ့ဝိရိယရှိလာအဲ့ဒီလှုပ်ဆောင်မှုဝိရိယရှိလာတဲ့အခါအခက်ခဲဆိုတာရှိစမြဲမှုအဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်လောက်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာလည်းရှိရကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိုံနဲ့မကဘူးအောင်မြင်မှုမှာဆင်ញင်သုံးသပ်မှုဆိုတဲ့အသိဉာဏ်ဟာအလွန်အရေးပါတယ်ဒါကြောင့်မို့ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တလို့ခေါ်တယ်မိမိတို့ယင်တဲ့နှလုံးထဲမှာရှိတဲ့ဒီသဘာဝတရားတွေဟာဆန္ဒဥဆောင်လိုက်ပြီဆိုလို့ရှိရင်နောက်ကဝိရိယစိတ်ဓာတ်ပညာတို့ပါဝင်ပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာတာမန်အခြေအနေတစ်ခုကကြီးကျယ်မြင့်မြတ်တဲ့အခြေအနေတစ်ခုရောက်ရှိသွားကြဘုရားလောင်းနေဟာစိတ်ဆန္ဒပြင်းပြမှုကိုအကြောင်းပြုပြီးတော့ကြီးမြတ်တဲ့အနေအထားတစ်ခုကိုရောက်သွားကြတာဒါဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေလည်းဆန္ဒရှိကြမယ်ဆိုလို့ရှိရင်ဆန္ဒနောက်ကဝိရိယစိတ်ဓာတ်ဝိမန္တလို့ဆိုတဲ့ဆွမ်းဆောင်မှုကြီးမားတဲ့တရားတွေစက်တိုက်ပါလာမယ်ဆိုရင်အရာရာအောင်မြင်ပြီးတော့ချစ်ကျက်မြင့်မြတ်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားမှသာလည်းဖြစ်တယ်ဆန္ဒမိမ့်မိန်သိသိမ့်နေလို့ရှိရင်တော့အထက်တန်းရောက်ဖို့ဆိုတာမရှိနိုင်ဘူးပေါ့ဒါမို့လောကလူတွေဟာစိတ်ဆန္ဒကိုကြီးကြီးမားမားထားကြဖို့ဆိုတာတိုက်တွန်းတာဖြစ်တယ်ပေါ့နော်ကုသိုလ်ကောင်းမှုပြုရင်လည်းပဲထက်သန်တဲ့ဆန္ဒရှိကြမှာဖြစ်တယ်ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တဆိုတဲ့ဒီသဘာဝတရား၄မျိုးကိုအဓိပတိပစ္စယောလွှမ်းမိုးကြီးစိုးနိုင်တဲ့သဘာဝတရား၄မျိုးဖြစ်မြတ်စွာဘုရားဟောကြားခဲ့တယ်အဋ္ဌိပါဒအဋ္ဌိဆိုတာဖြည်းဖြည်းစုံခြင်းရဲ့ပါဒအကြောင်းတရားလို့ဘယ်ရာပဲဖြစ်ဖြစ်အောင်မြင်မှုကိုရစေနိုင်တဲ့အကြောင်းတရားအဖြစ်လည်းပဲမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေလှူဒန်းလူကုသိုလ်ကောင်းမှုပြုသူဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နှိုးဆော်သူပဲဖြစ်ဖြစ်ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တဆိုတာထက်သန်ပြင်းပြနေအောင်ဆောင်ရွက်ကြမှာဖြစ်တယ်
ဘယ်ခန်းကပဲနေနေဒီဆန္ဒစသည်ထက်မြက်နေမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုရဲ့အကျိုးဟာလည်းပဲထက်မြက်လာမှာပဲဖြစ်တယ်ပေါ့ဒါကိုတတိထားကြရမှာဖြစ်တယ်ဒီထက်မဲ့ဝိမန္တလို့ဆိုတဲ့ဆင်ញင်သုံးသက်တဲ့အသိဉာဏ်ပို၍အရေးကြီးတယ်လို့ဆိုတယ်ဘယ်အရာပဲလှုပ်လို့အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးခွဲခြားသိမြင်ပြီးတော့လှူတတ်တယ်တတ်တတ်တယ်စိတ်နေသဘောထားထားတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမြင်မာတဲ့အခြေအနေတစ်ခုကိုရရှိပိုင်ဆိုင်သွားနိုင်ကြတာပဲဖြစ်တယ်နှိုးဆော်သူနဲ့လှူဒန်းသူလို့ဆိုတဲ့အခါမှာနှိုးဆော်သူကဘလို့စိတ်နေသဘောထားထားရမလဲလှူဒန်းသူတွေကရောဘယ်လိုစိတ်နေသဘောထားထားရမလဲဒါတော့အရေးကြီးတဲ့အရာဖြစ်တယ်ကုသိုလ်ကောင်းမှုကိစ္စတွေမှာသူတော်ဘာကိုနှိုးဆော်ရတာလွယ်ကူတယ်လို့ထင်အောင်ထင်ကြတော့လည်းပဲကိုယ်တိုင်လူရတာနဲ့စာရင်သူများကိုနှိုးဆော်ရတာလွယ်တယ်လို့ထင်အောင်ထင်ရတော့လေစိတ်ကောင်းနှလုံးကောင်းထားဖို့ဟာတော့သိအရေးကြီးတယ်လို့ဆိုတယ်ကိုယ်တိုင်လူတဲ့ပုဂ္ဂိုလ်တွေကကိုယ်ပစ္စည်းကိုဆုံးဖြတ်နိုင်လို့လှူနိုင်ကြတယ်ပေါ့လှူနိုင်ကြတယ်အသိဉာဏ်ရှိနဲ့လှူသိလှူတိုက်တယ်ဆိုရဲကိုယ့်ယုံကြည်ချက်နဲ့လှူချတယ်သို့တော့နှိုးဆော်သူကြတော့တစ်ဖက်သားတွေကိုပြောဆိုစည်းရုံးရတယ်ဆိုတဲ့ကိစ္စလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးမိမိရဲ့စည်းရုံးနှိုးဆော်မှုကိုလက်ခံလို့တဲ့လူရှိသလိုလက်မခံလို့တဲ့လူတွေလည်းရှိတယ်နော်နှိုးဆော်တိုက်တွန်းသူမှာစိတ်နေသဘောထားမှန်ကန်မှုသိခံမှုဆိုတာသိအရေးကြီးတယ်လို့ဆိုတယ်ပေါ့နှိုးဆော်ရတာလွယ်တယ်လို့ဆိုရတော့လေစိတ်နေသဘောထားမှန်ကန်မှုကြတော့အမှန်မှခဲရင်နေပေါ့ခက်ခဲမျိုးစုံကြုံတွေ့နိုင်တယ်သို့တော့နှိုးဆော်ခြင်းဆိုတာဟာလည်းပဲကုသိုလ်ကောင်းမှုအတွက်နှိုးဆော်သည့်အတွက်ကြောင့်တော့လေကောင်းကျိုးချမ်းသာလုပ်တဲ့ပုဂ္ဂိုလ်လိုပဲကောင်းကျိုးချမ်းသာကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တဲမှာပါဝင်လို့ဒီကုသိုလ်ရဲ့အကျိုးသူရရှိနိုင်တာဖြစ်တယ်ကုသိုလ်လုပ်တာပဲဖြစ်ဖြစ်အကုသိုလ်နဲ့လုပ်တာပဲဖြစ်ဖြစ်ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဆိုတဲ့အချက်၄ချက်ဟာပါဝင်ပတ်သက်မှုရှိတယ်လို့ဆိုလိုတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါကိုယ်တိုင်လုပ်တယ်ဒါတစ်ခုသူများကိုလှုပ်တယ်ဒါကတစ်ခုသူများကိုလှုပ်ခိုင်းတယ်တိုက်တွန်းတယ်ကိုယ်တိုင်လှုပ်တယ်သူများကိုတိုက်တွန်းတယ်ဒီအလုံးနဲ့ပတ်သက်ပြီးချီးမွမ်းစကားပြောတယ်ပါဇက်ကမပြောတော့လဲစိတ်ထားစိတ်နေအဖြစ်သဘောတူတယ်ဆိုတာသူတို့ဟာကုမ္ပဏီတစ်ခုမှာ share ပါဝင်ကြသလိုပဲကုသိုလ်လုပ်ငန်းတစ်ခုမှာ share အနေနဲ့ဖြစ်သွားတယ်သူတို့နော်ကိုယ်တိုင်လုပ်တဲ့လူရဲ့လုပ်ဖို့တိုက်တွန်းတဲ့ပုဂ္ဂိုလ်ရဲ့ချီးမွမ်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတူညီတဲ့ပုဂ္ဂိုလ်ရဲ့နော်သဘောတူခွင့်ပြုသူရဲ့ပေါ့အဲ့ဒီပုဂ္ဂိုလ်တွေဟာကုသိုလ်ကံအကျိုးပေးတဲ့နေရာမှာပါဝင်ပတ်သက်မှုရှိကြတယ်ကုသိုလ်မှာပါဝင်ပတ်သက်မှုရှိတယ်လို့ပဲမကောင်းတဲ့အကုသိုလ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်ရှယ်ရပါကြတယ်လို့ပြောတယ်မကောင်းမှုကိုကိုယ်တိုင်လှုပ်ထားရဲ့လှုပ်ဖို့သူများကိုတိုက်တွန်းတာရဲ့လှုပ်ဖို့ချီးမွမ်းထောမနာပြုပြီးအားပေးစကားပြောတာရဲ့စိတ်ထဲကသဘောတူတာရဲ့အဲ့ဒါအကုသိုလ်အကျိုးရတဲ့အခါမှာသူတို့လည်းပါဝင်ပတ်သက်မှုတွေရှိကြတယ်လို့သူပြောအဲ့တော့အကျိုးပေးကြတော့တူသလားလို့ဆိုတဲ့နေရာမှာ
ဒါတော့စေရနာနဲ့ဆုံးဖြတ်ကြအောင်ပါပဲဖြစ်တယ်ပေါ့နော်စေရနာတို့လုံလဝိရိယတို့ဟာအကျိုးပေးတဲ့နေရာမှာဆုံးဖြတ်ချက်ချတယ်ဥပမာတစ်ခုပြောအောင်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီတိုက်တွန်းနှိုးဆော်လို့လုပ်သည်ဖြစ်စေမိမိရဲ့စေရနာအလျောက်လုပ်သည်ဖြစ်စေထက်ထက်တန်တန်ကြိုးကြိုးစားစားလုပ်တာရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်အားထက်သန်မှုမရှိဘဲနဲ့ဝှချီတန်းကြီးလုပ်တာလည်းရှိတယ်အဲ့ဒါလို့နှမျိုးကွဲပြားသွားတဲ့အခါမှာထက်ထက်တန်တန်လုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးပိုရဝှချီတန်းကြီးလုပ်တဲ့ပုဂ္ဂိုလ်ဟာအကျိုးနည်းလိမ့်မယ်ဘာကြောင့်လို့ဆိုတော့သန္နဝိရိယစိတ်တဝိမတ္တတို့ရဲ့ထက်သန်ပြင်းပြမှုအပေါ်မှာပဲအကျိုးတရားဖြစ်ထွန်းစေတာပဲဖြစ်တယ်ပေါ့နော်အေးစိတ်အားကိုစိုက်ပြီးတော့လှုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့သန္နလည်းထက်သန်တယ်ဝိရိယကလည်းပြင်းထန်တယ်စိတ်ကလည်းချမ်းခိုင်တယ်အသိဉာဏ်လည်းရှိတယ်ကြိုးစားအထောက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအကျိုးပို့ပြီးတော့ခံစားရမှာပဲဖြစ်တယ်ကုမ္ပဏီတစ်ခုမှာ share ထည့်တယ်လို့ပဲများများထည့်ရင်များများအကျိုးရမှာဖြစ်တယ်နည်းနည်းထည့်တဲ့လူကနည်းနည်းတော့ပါသို့တော့ပတ်သက်မှုကတော့အလုံးရှိတယ်ပတ်သက်သူတိုင်းအကျိုးဓာတ်တူညီမျှရသလားဆိုလို့ရှိရင်ပတ်သက်သူတိုင်းတော့ပဲရမယ်အကျိုးဓာတ်တူတော့မရဘူးသန္နစိတ်တဝိရိယသန္နဝိရိယစိတ်တဝိမန္တလို့ခေါ်တယ်ဒီစွမ်းအားလေးရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ကတော့ပို့ပြီးတော့ရမှာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့သူများကနှိုးဆော်လို့ကိုယ်တိုင်ပဲလှုပ်လို့စိတ်ဆန္ဒတို့လုံလဝိရိယတို့စိတ်ဓာတ်တို့အသိဉာဏ်တို့ဆိုတာအာမပြော့စေရဘူးကိုယ်တဏ္ဍာထက်သန်ပြင်းပြမှုရှိရမယ်လို့မကောင်းမှုအကုသိုလ်နဲ့ပတ်သက်လာလို့ရှင်လည်းပဲအဲ့ဒီတိုင်ပဲခွဲခြားတာရှိတယ်ပေါ့နော်မကောင်းမှုအကုသိုလ်မှလည်းခွဲခြားတယ်ဘာရင်းနဲ့ခွဲရတော့ဆိုဥပမာမယ်ဆင်းတကောင်တတ်တာနဲ့ချင်းတကောင်တတ်လို့ရှိရင်ပါဏာတိပါဒကံထိုက်ထားခြင်းတော့တူတယ်သူများအသက်တတ်တာချင်းတူတယ်ဘသူကပိုအပြစ်ကြီးတုံလို့မေးစရာရှိလာတယ်ဆင်းတကောင်တတ်တာနဲ့ချင်းတကောင်တတ်တာချင်းတကောင်တတ်တာအမှန်တမ်းလွယ်တယ်လွယ်သည့်အတွက်ကြောင့်အားဆိုင်ရမှုနည်းတယ်ဖြစ်တဲ့စေရနာနည်းတယ်ဒါကြောင့်မလို့သူကအကျိုးပေးမယ်ဆိုရင်ဆင်းတကောင်တတ်တဲ့လောက်အကျိုးအများဘူးဆင်းတကောင်တတ်ပြီဆိုလို့ရှိရင်အားဆိုင်မှုတွေလုံလဝိရိယတွေဒါထုတ်ရတယ်အထုတ်ရသည့်အတွက်ကြောင့်ဆင်းတကောင်တတ်တာအကုသိုလ်ပိုကြီးတယ်လို့သူတို့ပြောတယ်အဲ့ဒါကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲကြိုးစားအထောက်မှုလုံလဝိရိယတို့စေရနာတို့မြင့်မားလေလေအကျိုးတရားပိုရလေလေလို့သူတို့ပြောမှာဖြစ်တယ်နော်ပြီးတော့လုပ်တဲ့ကုသိုလ်ပေါ်မှာလည်းမူတည်တယ်လူတယောက်ကိုပြစ်မှားတယ်ဆိုရင်ပြစ်မှားတဲ့ပုဂ္ဂိုလ်အရေးချင်းကလည်းကွာတယ်ဆိုပါစို့လူတယောက်ကိုပါဏာတိပါဒကံအမှုပြုတယ်လူတယောက်ကိုတပ်ဖြတ်တယ်ဆိုလို့ရှိရင်ကိုချင်းတရားမကောင်းတဲ့လူကိုတတ်တာလားကိုချင်းတရားကောင်းတဲ့လူကိုတတ်တာလားဆိုခွဲလိုက်ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုတတ်ပြီလို့ရှိရင်ကိုချင်းတရားကောင်းတဲ့လူကိုတတ်တာတော့အပြစ်မကြီးဘူးလို့သူတို့ဆိုတယ်။ဘာကြောင့်လို့ဆိုရင်အရေးချင်းချင်းကွာသွားလို့ကိုတတ်လိုက်တဲ့ပုဂ္ဂိုလ်ကအရေးချင်းကွာတယ်။နောက်တစ်ခုကတော့ကိုတတ်တဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ခြေဆုရှင်ကိုယ့်ရဲ့မိဘဖြစ်မဲ့ဆိုရင်ကတော့ပို့ပြီးတော့ဆိုးသွားတယ်အဲ့ဒါကြောင့်ပို့ပြီးတော့ဆိုးသွားတယ်တာမန်လူတယောက်တတ်တဲ့အကုသိုလ်နဲ့မတူပဲနဲ့မိဘကိုသွားပြီးတော့ပြစ်မှားမိပြီဆိုရင်တော့အဲ့ဒီအကုသိုလ်ကအာနန္ဒရိယလို့ခေါ်တယ်သိပြီးတဲ့နောက်မှာဖ
ဘာမှပြောင်းလဲလို့မရဘူးချက်ချင်းပဲအကျိုးပေးမယ်တေဒီချမဲ့မဲ့ဆိုချိုးကချက်ချင်းလာတဲ့ဟာပင်စအနန္တရိယပင်စအနန္တရိယကန်ထိုက်တယ်လို့ကန်ကြီးထိုက်တယ်လို့ပြောတာနော်ဈာထဲမှာခြားကွယ်မှုမရှိဘူးဒီဘဝသေဆုံးလိုက်တာနဲ့တပြိုင်နက်နောက်ဘဝမှာဒီအကျိုးတရားကိုခံစားရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကွဲပြားခြားနားမှုတွေရှိတယ်ဆိုတာတော့သတိထားရမှာဖြစ်တယ်လူမှုတန်မှုနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကွဲပြားခြားနားမှုတွေရှိတယ်လှူကြတာချင်းတူတော်လည်းပဲတယောက်ကပို့ပြီးတော့အကျိုးရတယ်တယောက်ကအသိအကျိုးမရဘူးရှိတယ်ဒါလည်းဘယ်လိုဆုံးဖြတ်နေတော့လို့ဆိုလို့ရှိရင်အလှခံပုဂ္ဂိုလ်နဲ့လည်းဆုံးဖြတ်တယ်လှူသူရဲ့စိတ်ဆန္ဒမှာဖြစ်တဲ့ဆန္ဒဝိရိယဝိမာန်တလို့ဆိုရဲစွမ်းအားတွေနဲ့လည်းဆုံးဖြတ်လို့ရမိမိလှူလိုက်တဲ့ပစ္စည်းကိုလက်ခံတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်သူမြတ်ယဟန္တာစိတ်ဓာတ်စင်ကြယ်တဲ့ပုဂ္ဂိုလ်မျိုးကိုလှူလိုက်မဲ့ဆိုရင်တော့လှူတဲ့ပစ္စည်းဝတ္ထုဟာနေခြင်းနေပါစေညံ့ခြင်းညံ့ပါစေလှူသူမှာအကျိုးကပိုရတယ်လို့ဆိုလိုတယ်နော်အလူကပုဂ္ဂိုလ်ကညံ့လို့ရှိရင်လှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကလည်းညံ့သွားတယ်ဒါကဘယ်လိုနားလဲရတော့ဆိုလို့ရှိရင်တိဏ္ဍတစ်ခုကိုစိုက်တဲ့အခါမှာမကောင်းတဲ့မြေပေါ်မှာစိုက်တဲ့အပင်မြေကောင်းပေါ်မှာစိုက်တဲ့အပင်အသီးနှံထွက်တဲ့အခါမှာကွဲပြားခြားနားမှုရှိတယ်ပေါ့အဲ့ဒါလိုပဲမြေကောင်းမကောင်းပေါ်မှာမူတည်ပြီးတော့ကိုယ်စိုက်ပျိုးတဲ့အပင်ရဲ့အသီးနှံကိုဆုံးဖြတ်ရတယ်လို့ပဲပုဂ္ဂိုလ်ကောင်းမကောင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ရမယ်ဒါတစ်ခုနောက်တစ်ခုကတော့အပြင်ပုဂ္ဂိုလ်အဓိကမထားပဲနဲ့ကိုယ်စိတ်ဓာတ်ကမုံမြတ်နေလို့ရှိရင်လည်းပဲကိုလှူတဲ့အလှူကညံ့မသွားဘူးထင်ရှားတာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ဘုရားလောင်းဝေတန္တရာမင်းကြီးဟာသားတော်ကနာစာလီနဲ့သမီးတော်ကနာစိနာတို့ကိုသုစကဘုံနာကြီးကိုလှူလိုက်တယ်နော်သုစကဘုံနာဆိုတာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးသာသမီနှစ်ယောက်ကိုခိုင်းစေဖို့ဆိုပြီးတော့လှူလိုက်တဲ့အလှူတစ်ခုဟာအလှူခံပုဂ္ဂိုလ်ကြည့်မယ်ဆိုရင်အလုံးကိုညံ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သို့တော့ဝိတန္တရာမင်းကြီးရဲ့အလှူဟာမြင်ကလေးတုံဟီးသွားလောက်ဩဘပေးခြင်းကိုခံရတယ်ပေါ့ဒါဘယ်သူကြောင့်ဩဘပေးတာတော့ဆိုရင်သူ့ရဲ့စိတ်နှလုံးမွန်မြတ်မှုကြောင့်ဩဘလားအဲ့တော့ပုဂ္ဂိုလ်မြတ်မမြတ်ကိုမကြည့်ပဲနဲ့ကိုယ်စိတ်နှလုံးမြတ်အောင်လုပ်တာမွန်မြတ်အောင်ပြုပြင်ဖန်တီးပြီးတော့လှူသင်းတယ်ဆိုတာပို့အရေးကြီးတယ်ပေါ့နော်ကိုယ်တိုင်ကပြုပြင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုကပို့ပြီးတော့အကျိုးကြီးတယ်ကောင်းပြီဒီမှာနှိုးဆော်သူနဲ့လှူဒန်းသူဆိုပြီးတော့နှုတ်တော့ရှင်းကြတယ်တူကလိုက်လံပြီးတော့နှိုးဆော်တယ်နှိုးဆော်တဲ့အတိုင်းနောက်တူကလှူတယ်သူတို့နှစ်ဦးဟာရလာတဲ့ရလက်ချင်းတူသလားလို့ဆိုမတူချဘူးမတူဘူးမြတ်စွာဘုရားကသာဝတိမြို့မှာတရားတော်ပွဲမှာဘုရားဟောတယ်လူတယောက်ဟာတဲ့သူများကိုလှူဖို့တော့နှိုးဆော်တယ်ကိုယ်တိုင်တော့မလှူဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘလို့အကျိုးမျိုးရတော့ဆိုလို့ရှိရင်သူများကိုနှိုးဆော်သည့်အတွက်ကြောင့်သူဟာအချမ်းအယံအတိုင်းဝိုင်းတော့ကြီးတယ်လိုက်နှိုးဆော်တာကိုအဲ့ဒီနှိုးဆော်တဲ့ကုသိုလ်ကြောင့်သူဟာအချွေရံနေတော့ရှိတယ်ကိုယ်တိုင်မလှူသည့်အတွက်ကြောင့်စိစိတ်ဥစ္စာဘက်ကတော့ချုံငဲ့သွားပစ္စည်းဥစ္စာမပေါ်ဘူးတဲ့ကိုယ်တိုင်လှူတာမဟုတ်လို့ဒီအတွက်ကြောင့်ငွေကြွေးတနချမ်းသာမှာတော့မဟုတ်ဘူးဒါကတူ
နောက်တစ်ခုကကိုယ်တိုင်တော့လှူတယ်သူများကိုနှိုးဆော်တာမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတာကိုယ်တိုင်လှူခြင်းကြောင့်သူဟာဖြစ်လေရဘဝမှာချမ်းသာကြွယ်ဝသူဖြစ်တယ်ဘယ်သူကိုမှစီယုံနှိုးဆော်မှုမပြုခဲ့သည့်အတွက်ကြောင့်တကူရီသမားဖြစ်တတ်တယ်အချမ်းရနေပါတယ်သူဆိုတယ်နော်နောက်တစ်ခုကတော့သူများလည်းမနှိုးဆော်ဘူးကိုယ်တိုင်လည်းမလှူဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျက်ဘဝမှာခြံရံလည်းမရှိဘူးစီစိမ်ဥစ္စာလည်းမရှိဘူးတကောင်ကျွဲ့တမျက်နှာဆင်းရဲလိုက်တာလည်းမိုးမွန်နေအောင်ဖြစ်တယ်ကုသိုလ်ကောင်းမှုဘာတစ်ခုမှမရှိသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာဘဝမှာအကျိုးပေးမကောင်းသူပဲဖြစ်မယ်ပေါ့နောက်ဆုံးတစ်ယောက်ကြတော့သူများကိုလည်းနှိုးဆော်တယ်ကိုယ်တိုင်လည်းလှူတယ်နှိုးဆော်ခြင်းကြောင့်အချမ်းရံလဲချွေရန်သိမင်းလဲသူမှများတယ်ကိုယ်တိုင်လှူသည့်အတွက်ကြောင့်စိစိမ်ဥစ္စာရရှိမှုလည်းများတယ်လို့ဆိုရအကျိုးနှမျိုးလုံးကိုရတယ်အဲ့တော့နှိုးဆော်သူနဲ့လှူဒန်းသူဟာကောင်းကျိုးချမ်းသာရကြခြင်းမတူညီဘူးလို့မြတ်စွာဘုရားကဒီတရားမှာအဲ့လိုဟောလိုက်တယ်အဲ့လိုဟောလိုက်တဲ့အခါတရားပွဲမှာတရားနာရတဲ့တခါတယောက်ကစိတ်ကူးရသွားတယ်ငါအကျိုးနှမျိုးလုံးရအောင်လုပ်မယ်ဆိုပြီးတော့တရားပွဲလေးပြီးရောမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်တန်ဃာတွေကိုဆွန့်လှူပါရစေဆိုတော့တန်ဃာတွေကအများကြီးဘယ်တစ်ပါးပဲ့မှလဲလို့ဆိုရှိသမျှတန်ဃာသူအကုန်ပဲ့မှမယ်တန်ဃာကုန်ပဲ့မယ်လို့ရဲရဲဝံ့တောင်းဝန်ခံလိုက်တယ်အဲ့တော့ရှိသမျှတန်ဃာတွေပဲ့ပြီးတော့ဘာလို့လဲဆိုရင်ကျောင်းကပြန်ကြတဲ့ကမြို့ရဲရွာထဲမှာလိုက်ပြီးတော့နှိုးဆော်တယ်သူတန်ဃာဘလောက်ပင့်ထားတယ်တန်ဃာတစ်ပါးတတ်နိုင်ရင်တစ်ပါးနှစ်ပါးတတ်နိုင်ရင်နှစ်ပါးတစ်ပါးစာနှစ်ပါးစာကိုတတ်နိုင်တဲ့အတိုင်းအတာတဲ့လှူကြပါလို့လိုက်ပြီးတော့တိုက်တွန်းတယ်နှိုးဆော်တယ်သူကနော်နှိုးဆော်တယ်စေတနာကောင်းနဲ့နှိုးဆော်တာသူ့ရဲ့စိတ်တွေသဘောထားကဘာလို့ဆိုရင်ကိုတယောက်တည်းကုသိုလ်မဟုတ်ဘူးသူတို့လည်းကုသိုလ်ရကြပါစေဆိုပြီးတော့လိုက်ပြီးနှိုးဆော်တယ်အဲ့ဒါနှိုးဆော်မှုကိုသူကလှုပ်တယ်လှုပ်တဲ့အခါမှာတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေရှိသလိုတရားတရားမရှိတဲ့ပုဂ္ဂိုလ်တွေကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသလိုမကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်သဘောကျတဲ့ပုဂ္ဂိုလ်တွေကတော့အေးသူတစ်ပါးတတ်နိုင်တယ်နှစ်ပါးတတ်နိုင်တယ်သုံးပါးတတ်နိုင်တယ်စသဖြင့်သုံးပါးစာတာဝန်ယူမယ်10ပါးစာတာဝန်ယူမယ်အပါး90တာဝန်ယူမယ်စသဖြင့်ကိုတတ်နိုင်တဲ့အတိုင်းအတာတစ်ခုရလူတွေဟာထဲ့ဝင်လှူဒန်းကြတယ်ပေါ့သူကလိုက်လံနှိုးဆော်ပြီးဆန်တို့ပဲတို့ဆွမ်းကပ်ဖို့အစီအစဉ်နဲ့လိုက်လံနှိုးဆော်တာကိုယ်အိမ်ရှိတာဆန်ရှိတဲ့လူကဆန်ပဲရှိတဲ့လူကပဲစီရှိတဲ့လူကစီအဲ့ဒါလို့တတ်နိုင်တဲ့အတိုင်းအတာရလှူသမျှတွေကိုသူကစုဆောင်ပြီးတနေ့ရမှာချက်ဖို့ပြုတ်ဖို့စီစဉ်ပြီးတန်ဃာတွေကိုဆွန့်လွတ်မယ်ပေါ့သူလိုက်ပြီးတော့နှိုးဆော်တယ်အဲ့ဒီထဲမှာလူအများစုကသဘောကျတော့လည်းပဲဆိုင်ရှင်တူကတော့ဒီလိုလိုက်ပြီးတော့နှိုးဆော်တာကိုသဘောမကျဘူးသဘောမကျတော့သူ့အတွေ့ရပဲလို့တော့ဆိုရင်ကိုတတ်နိုင်ရင်ကိုယ့်ကကိုလုံးမယ်သူများကိုလိုက်ပြီးတော့မနှိုးဆော်ဘူးကိုတတ်နိုင်တာကိုလုံးမယ်ပေါ့ဒီလူကကိုတတ်နိုင်တဲ့လောက်တင်တန်ခါမပင့်မဲနဲ့ရှိသမျှတန်ခါတွေပင့်ပြီးတော့ဟိုလူလုံးကြပါအောင်လှူကြပါအောင်နဲ့လိုက်နှိုးဆော်နေရမလားလို့စိတ်ဆိုးတယ်သူကလူဆိုတာပြောလို့မရဘူးနော်စိတ်ဆိုးတတ်ကြတယ်အဲ့လိုစိတ်ဆိုးတော့သူဆိုင်ရှိရောက်တဲ့အခါကျသူကဘာလုပ်တော့ဆိုရင်မလူဘူးတော့မပြောဘူးတမင်ရွဲ့ပြီးဘာလုပ်တော့ဆိုရင်အလူခံတဲ့ပုဂ္ဂိုလ်
စီကလေးက30လောက်ထည့်ပေးတယ်လက်လေး3ချောင်းနဲ့ဆန်ကလေးတွေကိုယူပြီးထည့်လိုက်တယ်ပဲတောင်းတဲ့ကပဲလေးကိုလက်3ချောင်းလေးနဲ့ယူပြီးတော့ထည့်နော်တမင်ရွက်ပြီးတော့လှုပ်တာသူဆိုင်ရှိတဲ့ပစ္စည်းကိုအလှခံရမလားဆိုပြီးတော့သူကအဲ့ဒါလိုလှုပ်တာလက်3ချောင်းလေးနဲ့ယူထည့်တဲ့အခါကျဘယ်လောက်ရမှာတော့ဆန်လေးကလည်း၄ငစိပဲလေးကလည်း၄ငစိနေမှာပေါ့သို့တော့အဲ့ဒီနေရာမှာနှိုးဆော်တဲ့ပုဂ္ဂိုလ်ဟာစိတ်နေသဘောထားမတ္တမအရေးကြီးတယ်ပေါ့ဒီနေရာမှာမှတ်သားရမှာများလူတော့ကခြေနှက်တယ်လို့နည်းနည်းလူရင်လည်းခြေနှက်ရမှာနှိုးဆော်တဲ့လူဆိုတာသူပြောတော့ကတတ်နိုင်သလောက်လုံးကြပါလို့သူပြောတာပဲမဟုတ်လားဧကနိခေဆိုရင်အဲ့လိုလူလို့ရှိရင်ရံဖြစ်လိမ့်မယ်ထင်တယ်နော်အဲ့တော့နှိုးဆော်သူဆိုတာရံမဖြစ်ရဘူးဘာလို့တော့ဆိုတော့သူကတီးခြားခွက်ကလေးတစ်ခုနဲ့သူလှူတဲ့ဆန်ကလေးသူလှူတဲ့ပဲကလေးသူလှူတဲ့စီကလေးထောပတ်ကလေးထညက်ကလေးပေါ့အဲ့ဒါလေးတွေကိုတီးခြားခွဲပြီးတော့ယူသွားတယ်အဲ့ဒါကိုလည်းအဲ့ဒီဆိုင်ရှင်ပုဂ္ဂိုလ်ကတတိထားမိတယ်ပေါ့သူကတော့တမင်ရွဲ့ပြီးတော့လှုပ်တာသူကတတိထားလိုက်တယ်တတိထားပြီးတော့ဒီလူဟာဒါတွေကိုယူသွားပြီးဘာလုပ်တယ်လဲဆိုတာကိုလိုက်ကြည့်ခိုင်းတယ်သူတပည့်တယောက်ကိုလိုက်ကြည့်ခိုင်းနော်လိုက်ကြည့်ခိုင်းတယ်မသင်္ကာရစိတ်နဲ့လိုက်ကြည့်ခိုင်းတယ်ဟိုလူကနှိုးဆော်သူဆိုတာအမှန်တမ်းစိတ်နေသဘောထားကောင်းရမယ်အဲ့တော့သူကဟိုရောက်တဲ့အခါကျတော့အလုံးလှူတဲ့ဆန်နေကုံစုဆောင်းပဲရီစုဆန်နေစုစွန့်ချက်ပဲရီစုပဲဟင်းချက်ပေါ့နော်ထောပတ်တွေရလာတဲ့ထောပတ်တွေကိုဆွမ်းမော်လောင်းစီကိုပဲပေါ်ဆန်းအဲ့လိုဆွမ်းဟင်းဖြစ်အောင်ကြိုးစားပြီးတဲ့အခါမှာခုနကဆိုင်ရှင်လှူလိုက်တဲ့ဆန်လေးပဲလေးကိုလည်းအကုန်လုံးလိုက်ပြီးတော့ထည့်တယ်စီလေးကိုလည်းအကုန်လုံးလိုက်ဝိတ်ပြီးတော့ပေးတယ်သူဟာလည်းအကုန်လုံးပါစေဆိုတဲ့စိတ်နဲ့အကုန်လုံးလိုက်လုပ်ပေးအဲ့လိုလိုက်လုပ်ပေးပြီးတော့ဒါကိုလည်းပဲလိုက်ပြီးတော့ချောင်းမြောင်းကြည့်ရှုတဲ့သူတစ်ပည့်ကသူ့ဆရာစီစီရင်ခံတယ်ဒါတွေအလုံးသူလှူလိုက်တဲ့ဟာတွေကိုလည်းလွတ်မပြစ်ဘူးအလုံးဒီထဲမှာညီလူညီများကုသိုလ်ရအောင်ဆိုပြီးတော့ထဲတယ်ဆိုတာကိုတွေ့တော့ဒီအတွက်ခြေနှက်တော်လည်းပဲသူစီကခွဲခြားယူသွားတဲ့အခါမှာနောက်ဆုံးပရိသတ်ထဲမှာသူ့ရဲ့နာမည်ကိုဖော်ထုတ်ပြီးတော့ကဲ့ရဲ့မဲ့ဆိုလို့ရှိရင်တော့ဒီလူကိုအဲ့ဒီနားထဲမှာပွဲချင်းပြီးတတ်ဖြစ်မယ်ဆိုပြီးတော့ဓမြောင်ကိုဖွက်ပြီးတော့ယူပြီးလိုက်သွားတာအဲ့လိုအလကားအကုသိုလ်ဖြစ်တာသူကနော်အကုသိုလ်ဖြစ်တယ်တိုက်တွန်းနှိုးဆော်ရမလားဆိုတဲ့စိတ်ဓာတ်နဲ့ဒါကြောင့်မလို့တိုက်တွန်းနှိုးဆော်တယ်ဆိုတာလူတိုင်းကလက်ခံတာမဟုတ်ဘူးကြိုက်ချင်မှကြိုက်တယ်ပေါ့နော်အဲ့ဒါလိုရန်လုံးမလို့ဆိုပြီးတော့ပရိသတ်ထဲမှာဓမြောင်ကိုဖွက်ပြီးတော့ယူသွားတယ်ခိုးရောက်တဲ့အခါနှိုးဆော်တဲ့ပုဂ္ဂိုလ်ကဘလောက်စိတ်ကောင်းတော့ဆိုတန်ဃာတွေဆုံးမကပ်ပြီးတဲ့အခါမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်နှိုးဆော်လို့ကုသိုလ်ရှင်တွေဟာသူတို့ရဲ့စေရနာစွမ်းအားထိုက်လျောက်နဲသည်များသည်မဟုတ်အလုံးလှူကြပါတယ်ဗျာလှူသမျှပုဂ္ဂိုလ်တွေညီတူညီမျှကုသိုလ်ကောင်းမှုရဲ့အကျိုးကိုရစေခြင်းပါတယ်ဗျာအလုံးဟာတူညီသောအကျိုးကိုရပါရစေမြတ်စွာဘုရားရှောက်အဲ့တော့သူကလုံးဝအပြစ်ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်ဘယ်သူပေါ်မှာစိတ်မကွက်ဘူးသူတတ်နိုင်တဲ့တော့သူလှူတာစီလေး30လှူပဲလေး2စီ3စီလှူကိစ္စမရှိဘူးသူကကျင့်တတ်တယ်သူတရားတရားရှိသလောက်လှူတာဘ
ယ်သူပဲဖြစ်ဖြစ်ဒီကုသိုလ်ကောင်းမှုရဲ့ဒီကုသိုလ်ကောင်းမှုဟာအများကောင်းမှုဖြစ်ပေါင်းစုလူတာဖြစ်သည့်အတွက်ကြောင့်အများကောင်းယူချမ်းသာရပါစေလို့မြတ်စွာဘုရားဆီလျှောက်တာအဲ့ဒီကြတော့ခုနကဓာတ်နဲ့ထိုးတတ်မယ်ဆိုပြီးတမြောင်ဖွဲ့လာတဲ့လူဟာရှင်ထဲမှာပူလောင်လာတယ်သူရဲ့အထင်မှားမှုသူစိတ်နဲ့သူပဲနှိုးဆော်သူကစိတ်ထားအလွန်ကောင်းတာကိုကြည့်ရတဲ့အခါမှာသူကသာလူဆိုးကြီးဖြစ်နေရတော့သူဟာသူရင်ထဲမှာပူလောင်လာပြီးတော့အဲ့ဒီနားမှာပဲခုနနှိုးဆော်တဲ့ပုဂ္ဂိုလ်ရဲ့ခြေရင်းမှာထိုင်ပြီးတော့တောင်းပန်တယ်ဟိုလူကလည်းမသိလိုက်ဘူးဘာအတွက်ပါလဲလို့အဲ့ဒီကျတော့မှတတိထားမိတယ်သူဟာလက်သုံးချောင်းလေးနဲ့ယူပြီးဆန်းလှူတယ်လက်သုံးချောင်းလေးနဲ့ယူပြီးပဲတွေလှူတယ်လက်သုံးချောင်းနဲ့ယူပြီးတော့လှူစရာတွေကိုလှူတယ်စီကြတော့20-30ထည့်ပြီးလှူတယ်ဆိုတဲ့သူတမင်ရွက်လောက်တာတွေကိုသူသိပြီးတော့တောင်းပန်နေသူကမိုက်မဲလို့လုံးမိပါတယ်ဆိုတာဒါနဲ့အဲ့ဒီနှိုးဆော်တဲ့ပုဂ္ဂိုလ်ကသူ့ကိုမြတ်စွာဘုရားစီခေါ်သွားတယ်မြတ်စွာဘုရားကခေါ်သွားပြီးတော့အကျိုးအကြောင်းလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကသူ့ကိုကြောင်းပြုပြီးတော့တရားဟောတာအမှန်တမ်းမှတ်သားစရာကောင်းတယ်အဲ့တော့ကိုယ်ကောင်းမှုလုံးကြပြီဆိုလို့ရှိရင်နေသည်ဖြစ်စေများသည်ဖြစ်စေလှူတဲ့ပုဂ္ဂိုလ်ကလည်းပဲအခုဒီရွဲ့ပြီးတော့လှူတဲ့ဆိုင်ရှင်လို့လည်းမလုပ်တဲ့ဘူးပေါ့နော်နှိုးဆော်တဲ့ပုဂ္ဂိုလ်ကလည်းပဲစိတ်နေသဘောထားအလွန်ကောင်းရမယ်မိမိနှိုးဆော်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့တရားတရားအလျောက်လှူချမှာဖြစ်သည့်အတွက်ကြောင့်နေရင်လည်းပြစ်တင်ကြရတာမလုံးနဲ့များရင်လည်းပို့ပြီးဝမ်းသာတယ်ဆိုတာမဖြစ်စေနဲ့ညီတူညီမျှအားလုံးဟာကောင်းကျိုးချမ်းသာတွေရကြပါစေဆိုစိတ်ဓာတ်ထားဖို့မေတ္တာမှအရေးကြီးတယ်လို့နှိုးဆော်သူနဲ့လှူဒန်းသူမြတ်စွာဘုရားကကုသိုလ်ကောင်းမှုဆိုတာထင်မသေးရဘူးဆိုတာကိုဟောတယ်လောကလူတွေကနည်းနည်းလှူရင်နည်းနည်းပဲအကျိုးရတယ်လို့ထင်ကြတယ်များများလှူမှများများအကျိုးရတယ်လို့ထင်ကြတယ်ကောင်းတာလှူမှဒီပိုကောင်းတာရမယ်လို့ထင်တယ်ညံ့တာလှူရင်ညံ့တာပဲရလိမ့်မယ်လို့ထင်တယ်အဲ့ဒီအထင်ဟာမှန်ကန်မှုမရှိဘူးဝေလာမသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုရင်အလှူဝတ္ထုဟာကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေအဓိကမဟုတ်ဘူးတဲ့နဲတာများတာကလည်းအဓိကမဟုတ်ဘူးတဲ့နဲခြင်းနဲပါစေနဲလို့နည်းနည်းပဲကုသိုလ်ရတယ်လို့မရှိဘူးများလို့ကုသိုလ်တွေအများကြီးရတယ်လို့လည်းမရှိဘူးတဲ့လှူပြီးဆိုလို့ရှိရင်အရေးကြီးဆုံးကတော့ဘာလို့ဆိုရင်တက္ကိသံဒါနဒိဋ္ဌိကိုလှူတဲ့အလှူလေးပေါ်မှာအာယုံစိုက်ပြီးတလေးတစားလှူဖို့ကအရေးကြီးတယ်နည်းနည်းများများကောင်းကောင်းညံ့ညံ့ကိုရှိတာကိုလှူတယ်အဲ့ဒီမှာဘာပဲလှူလှူစိတ်စေရနာကိုလှူတဲ့ကုသိုလ်ကောင်းမှုပေါ်မှာအာယုစိုက်ပြီးတော့တလေးတစားလှူရမယ်တဲ့ဒါအကျိုးပေးခြင်းရဲ့အကြောင်းတစ်ခုပဲเนาะအကျိုးပေးတဲ့အခါမှာမညံ့မှုအတွက်နောက်တစ်ခုကစိတ်တိကတ္တဝဒါနဒိဋ္ဌိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်နဲ့လှူရမယ်ကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပူဇော်လိုတဲ့စိတ်နဲ့လှူရမယ်ကိုယ့်ရဲ့နှိမ့်ချတဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ကိုချီးမြှောက်တဲ့စိတ်နဲ့လှူတယ်ဘယ်သူပဲဖြစ်ဖြစ်တိရစ္ဆာန်လေးတစ်ကောင်ကြွေးတယ်ဆိုဩစားရှာပါစေစားနေရှာမှာပဲမေတ္တာနဲ့ကြွေးတယ်နော်မေတ္တာနဲ့ကြွေးတယ်တတ်တတ်ရကြွေးတယ်စိတ်ထိကတ္တဝါတလေးတစားကြွေးတယ်အဲ့ဒါအရေးကြီးတယ်အဲ့လိုသူတို့ဆိုလို့တယ်နော်ကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်သူ့ရဲ့သီလဂုဏ်သမာဓိဂုဏ်သို့မဟုတ်အရေးချင်းတစ်ခုကိုပူဇော်တယ်ဂုဏ်ပြုတယ်ဆိုတဲ့အနေနဲ့လှူမယ်တာထာဒနာဒိဋ္ဌိလှူပြီးဆိုရင်ကိုယ်တိုင်ပါဝင်ပြီးတော့လှူတယ်ကိုယ်လက်နဲ့လှူတယ်
ကိုလှူတဲ့ပစ္စည်းသည်အနပဝိဋ္ဌံဒါနဒိဋ္ဌိဆိုတဲ့အတိုင်းစွန့်ပစ်တဲ့ပစ္စည်းမျိုးမဟုတ်ဘူးကိုသုံးတဲ့ပစ္စည်းမျိုးဖြစ်တယ်အာဂမနဒိဋ္ဌိကောလှူပြီးဆိုလို့ရှိရင်နည်းသည်ဖြစ်စေများသည်ဖြစ်စေကုသိုလ်ကောင်းမှုအကျိုးအနေနဲ့ရောက်လာမှာပဲလူတွေဟာယုံကြည်ချက်ရှိတယ်လေတရက်စီကိုစိုက်ရင်တရက်ပင်ပေါက်လိုက်မယ်တရက်သီးသီးမယ်ဆိုတာကိုယုံကြည်လို့စိုက်ကြတာပဲပေါ့ဒါနကောင်းမှုပြုရင်လည်းထို့တူပဲဒီဒါနကောင်းမှုရဲ့အကျိုးကျေးဇူးဟာရမှာဆိုတာသိကြတယ်ယုံကြည်တယ်ယုံကြည်လို့လုပ်တယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုဆိုတာအာဂမနဒိဋ္ဌိကောသူ့အမြင်ထဲမှာငါလှူလိုက်တာဟာအခုလှူလိုက်တာပျောက်သွားတာဖြစ်တော့လေအဲ့ဒီကတုတ်ပြန်လာတဲ့အကျိုးရမှာပဲတရက်ပင်စိုက်တယ်ဆိုရင်တရက်စီလေးကိုစိုက်လိုက်တဲ့တရက်စီလေးကတော့ပုတ်သွားမှာပဲလေအမြင့်ထွက်အညောင်းတက်ပြီးတော့ပုတ်သွားတာပဲအဲ့ဒီတရက်စီကိုတော့ပြန်မရတော့ဘူးပေါ့သို့တော့အဲ့ဒီတရက်စီကပေါက်လာတဲ့အပင်ကတီးတဲ့အခါကျတော့အစာပေါင်းများစွာရလာဒီလိုဆိုလို့တယ်ကုသိုလ်ကောင်းမှုဆိုတာဒီလိုပဲလှူလိုက်တဲ့အချိန်တော့ကုန်သွားတာပဲအဲ့ဒီကုန်သွားတာတွေဟာမျိုးစေ့ကိုစိုက်လိုက်တယ်လို့ပဲတစ်ချိန်ကျတော့အပင်ပေါက်လာမယ်ပေါက်လာတဲ့အကျိုးကျေးဇူးတွေကျတော့ကိုရမှာဖြစ်တယ်ဒီအဓိပ္ပာယ်မျိုးဆိုလို့အဲ့လိုမြတ်စွာဘုရားကဝေလမသုတ်တံမှာဒီလိုဟောတော့လှူတိုင်းလှူတိုင်းလှူသူတွေဟာလှူတိုင်းလှူတိုင်းလှူပြီးတမ်းပြီဆိုတဲ့အခါမှာအခုပြောတဲ့စိတ်တွေသဘောထားတွေကိုပြင်ဆင်ပြီးတော့လှူရမယ်ဒါကြောင့်မို့ကိုဒီအလှူပွဲတွေကျင်းပတဲ့အခါမှာမြန်မာနိုင်ငံမှာပထမဆုံးသီလဆောက်တည်ကြတယ်သီလဆောက်တည်ခြင်းအပြင်အလှူရှင်တွေအတွက်ကောင်းကျိုးချမ်းသာပို့ပြီးတော့ပေးနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးတာပဲဖြစ်တယ်ပေါ့ငါးပါးသီလဆောက်တည်ပြီးတော့လှူလိုက်လို့ရှိရင်သီလမရှိပဲလှူတာနဲ့သီလရှိပြီးလှူတာပိုမြတ်တယ်လို့ဆိုတော့တခါဘုန်းကြီးတွေကပရိတ်ရွတ်တယ်မေတ္တာပို့တာပစ္စည်းကိုအလှမခံခင်မေတ္တာပို့လိုက်ခြင်းအပြင်အလှခံပုဂ္ဂိုလ်ရဲ့ရိုးဟာတက်သွားပြန်တယ်မေတ္တာပို့လိုက်တဲ့ပုဂ္ဂိုလ်တွေကိုလှူလိုက်တဲ့အခါမှာအလှတို့ကပို့အကျိုးရှိလာတယ်မြေဩဇာကောင်းတဲ့မြေလူပဲမေတ္တာပွားလိုက်တဲ့ပုဂ္ဂိုလ်လှူလိုက်ရလို့ရှိရင်ပို့ပြီးတော့အကျိုးရှိလာပြန်အဲ့ဒီရည်ရွယ်ချက်နဲ့သီလပေးတယ်ပရိတ်ရွတ်တယ်ပြီးတော့မှလှူတာရေးစက်ချတာလုပ်တယ်ဒါအစင်လာကောင်းတစ်ခုပဲเนาะကောင်းမြတ်တဲ့အစင်လာကိုလုပ်တာအမှတ်တမဲ့ဒီတိုင်းပဲလှုပ်ချင်လို့လုပ်နေကြတာမဟုတ်ဘူးเนาะအစင်လာကောင်းသီလဆောက်တည်တာကအလှူရှင်တို့ရဲ့ပြင်ဆင်မှုပရိတ်ရွတ်တာကယဟန်တန်ဃာတို့ရဲ့ပြင်ဆင်မှုဒီပြင်ဆင်မှုနေရာနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာလှူတဲ့ပုဂ္ဂိုလ်မှာအကျိုးကျေးဇူးပိုရတယ်လို့သူတို့ဆိုတယ်။ဒါကြောင့်မို့လို့အဲ့လိုလှူရမယ်။အဲ့လိုလှူတဲ့အခါမှာကောင်းကျိုးချမ်းသာအများကြီးရတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကခုနကဆံကလေးပဲလေးကိုလက်သုံးချောင်းနဲ့ယူပြီးတော့တမင်ရွဲ့ပြီးတော့စိတ်သဘောထားမှားယွင်းနဲ့အတွေးမှားပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပါတရားဟောတော်ဆိုမြတ်စွာဘုရားတရားဟောဖို့ကဒီမာဝမညေထပုံညတနမန္တအာဂမေတတိဥဒပိန္ဒုနိပတေနဥဒကုံဘောပိပုရတိထီရောပုရတိပုံညတထောခံပိအာစေနာမြတ်စွာဘုရားဟောတာဆံလေးပဲလေးကိုလက်သုံးချောင်းနဲ့လှူတာစိတ်ကတမင်ရွဲလှူတယ်လို့လုပ်တယ်တော့ကုသိုလ်ကောင်းမှုဆိုတာတဲ့နည်းသည်ဖြစ်စေများသည်ဖြစ်စေအထင်မသေးနဲ့တဲ့နော်တနေ့မှဆွန်လေးတစ်စုံလောင်းတာပါဆိုပြီးအထင်မသေးနဲ့ဘုရားကိုပန်းလေးတစ်ပွင့်မဲ့လှူတယ်ဆိုပြီးတော့လည်းအထင်မသေးနဲ့လို့ဆိုလို့တယ်ပေါ့နော်နည်းတာများတာအထင်မသေးနဲ့ကုသိုလ်ကောင်းမှုဆိုတာခုနကပြောရတဲ့အခြေအနေကောင်းတွေနဲ့ပတ်ပိုးလိုက်လို့ရှိရင်ကြီးမားတဲ့စွမ်းအားကိုဖြစ်စေတယ်
မြတ်စွာဘုရားလက်ထက်တုန်းကမြတ်စွာဘုရားကခုနဝါမြောက်မှာအဘိဓမ္မာတရားတက်ဟောတယ်အဘိဓမ္မာတရားတာဝရိန္ဒနတ်ပြည်မှာဟောတဲ့အခါမှာထင်းထင်းရှားရှားနတ်သားနှစ်ဦးကစောစောရောက်လာပြီးတော့မြတ်စွာဘုရားရဲ့လက်ရဘက်မှာမေတော်မိနတ်သားထိုင်နေအဲ့ဒီနောင်နာမှာအိန္ဒကဆိုတဲ့နတ်သားထိုင်နေသူနဲ့ရှင်ရဲ့အင်္ဂုရဆိုတဲ့နတ်သားထိုင်နေကြအေးတရားပွဲမစခင်ကတည်းကသူတို့ကြိုတင်ရောက်လာတာတဖြည်းဖြည်းနဲ့တကူကြီးတဲ့နတ်တွေရောက်လာကြတယ်ရောက်လာတော့မေရောမိနတ်သားကတော့မြတ်စွာဘုရားနာအနီးမှာပဲထိုင်မြဲပဲထိုင်တယ်အိန္ဒကနတ်သားကလည်းမြတ်စွာဘုရားအနီးမှာထိုင်မြဲပဲထိုင်တယ်သူ့ရဲ့တကူကကြီးမားတယ်နောက်ရောက်တဲ့နတ်တွေကသူ့ကိုမကြော်လွှားနိုင်အင်္ဂုရနတ်သားကတော့အဲ့လိုမဟုတ်ဘူးနောက်ရောက်လာတဲ့နတ်တွေကသူ့ရဲ့တကူကြီးတော့သူကနောက်ဆုံးပေးလိုက်ရတာမြတ်စွာဘုရားနဲ့12ယူဇနာလောက်ဝေးသွားတယ်ဆုတ်ပေးရတာနော်မဆုတ်ဘဲနေလို့မရဘူးသူဆုတ်ပေးရအဲ့တော့အရှိန်ဝါချင်းကွဲပြားခြားနာတာဘာကြောင့်လဲသူတို့နှစ်ယောက်ကိုနှိုင်းရှင်ပြီးမြတ်စွာဘုရားဟောတယ်အိန္ဒကနတ်သားကတဲ့ယဟန္တာတစ်ပါးကိုဆွန်လေးတစ်စုံမဲ့လောင်းခဲ့တဲ့ကုသိုလ်လုပ်ခဲ့တာတဲ့အင်္ဂုရနတ်သားက12နှစ်ကြာထမရေချောင်းစီအလှကြီးပေးခဲ့တာအဲ့ဒီဒါနကုသိုလ်ကြောင့်သူတို့နှစ်ယောက်စလုံးနတ်ပြည်ရောက်တယ်ယဟန္တာကိုဆွန်လောင်းလိုက်တဲ့အိန္ဒကနတ်သားဟာဆွန်တစ်စုံလောင်းရတဲ့ကုသိုလ်ကြောင့်နတ်ပြည်ဖြစ်တော်လေသူ့ရဲ့တကူကပိုကြီးနေတယ်ပေါ့ဘာကြောင့်ကြီးတာတော့ဆိုရင်ခုနပြောတဲ့အလှူခံပုဂ္ဂိုလ်ရဲ့ကြီးမြတ်မှုသူ့ရဲ့စိတ်စေတနာတွေကြီးမြတ်မှုကြောင့်အကျိုးပေးတဲ့အခါပိုကြီးမားနေတယ်အင်္ဂုရနတ်သားက12နှစ်ကြာထမေချောင်းစီလှူတယ်ဆိုလာရောက်စားတော့တဲ့ပုဂ္ဂိုလ်တွေက9ပါးသီလတော်မလုံတဲ့ပုဂ္ဂိုလ်တွေကလေးကဝလမ်းပေါ်ကလူတွေလာစားကြတာနော်အဲ့လိုဆိုလို့တယ်အဲ့တော့မတူဘူးသူတို့တို့ကဂုံရှိဂုံတရေရှိခြင်းမတူကြတော့မြတ်စွာဘုရားနဲ့12ယူဇနာလောက်အလှမ်းกว่าအောင်ဆုတ်ပေးလိုက်ရတယ်အင်္ဂုရနတ်သားအဲ့ဒါကိုမြတ်စွာဘုရားကနတ်ပရိသတ်ထဲမှာထင်ထင်ရှားရှားပြောပြပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီပုဂ္ဂိုလ်ရွေးချယ်ရမယ်ဆိုတာရယ်စိတ်တွေသဘောထားတွေကောင်းဖို့ဆိုတာကိုအဓိကထားပြီးတော့ဟောခဲ့တာနော်အခုဒီတကားကိုလည်းမြတ်စွာဘုရားတရားဟောတယ်မာဝမညေထပုံညတ္တနမန္တအာကမိတ္တိငါလုပ်တဲ့ကုသိုလ်လေးကနည်းနည်းပဲဆိုပြီးကုသိုလ်ဆိုတာထင်မသေးနဲ့တဲ့နည်းနည်းလေးကအကျိုးမပေးဘူးလို့မအောင်မေ့နဲ့သူဆိုလို့ကိုလူရာဆံလေးပဲလေးကနည်းနည်းလေးပါတာဒီကုသိုလ်ကအကျိုးမပေးဘူးလို့မအောင်မေ့လေနဲ့တဲ့လောကမှာတစက်မြိတ်အောက်မှာထားတဲ့စင်အိုးကြီးဟာမိုးရတဲ့အခါမှာတစက်မြိတ်ကတပေါက်ချင်းကြာတာစင်အိုးကြီးတဲ့ရေဝင်တာဟာတလဟောဝင်တာမဟုတ်ဘူးတစက်မြိတ်ကရေလေးတပေါက်နဲ့ကြားလိုက်တဲ့အခါဒီအိုးကြီးဟာပြည့်သွားတယ်တနေ့ကျတော့ပြည့်သွားဒါကြောင့်မလို့နေစဉ်နဲ့အမျှကိုစားတဲ့ထဲကစားဦးစားပြားဆွမ်းတော်လေးကိုကပ်ဖြစ်အောင်ကပ်ပန်းလေးတစ်ပွင့်လှူဖြစ်အောင်လှူရေချမ်းလေးတစ်ခွက်ကပ်ဖြစ်အောင်ကပ်ပြီးနေ့စဉ်လှုပ်သွားမယ်ဆိုရင်ကုသိုလ်တွေဟာဘုရားမှာကြီးမားတဲ့ကုသိုလ်တွေဖြစ်လာမှာဖြစ်သေးကြတယ်နော်ဆွမ်းလေးတစ်စုံလောင်းတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပန်းလေးတစ်ပွင့်လှူတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ရေချမ်းလေးတစ်ခွက်ဆက်ကပ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုဟာနေ့စဉ်တစ်ခုတစ်ခုတော့လှုပ်ဖြစ်အောင်လှုပ်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်တွေဟာတနေ့တစ်စက်ရေပေါက်ကလေးကြားတဲ့အခါမှာအိုးစီကြီးတောင်းမှပဲပြည့်သွားတယ်လို့ပဲဓီရောပုရတိပုံညတထောကံပိအာစိနာနည်းနည်းလေးနဲ့ပြုလို့ရင်ကနေပြီးတော့တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တရားတွေနဲ့ပြည့်သွားမှာဖြစ်တယ်လို့ကုသိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအထင်မသေးဘူးဆိုပြီးတော့ဒီတရားကိုဟောကြားခဲ့တာဖြစ်တယ်
အဲ့ဒီတမင်ရွက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲသူ့ရဲ့အမှားသူ့ရဲ့စိတ်ထားလွဲမှားမှုတွေကိုသိရှိနားလည်ပြီးသူဟာအမြင်မှန်တစ်ခုရသွားတယ်မြင်မှန်ရလို့ကုသိုလ်ကောင်းမှုတွေလုပ်တယ်မြတ်စွာဘုရားဟောလိုက်တဲ့တရားအဆုံးမှာသူကသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အမြင်မှန်ရပြီးတန်တရားတွေကင်းရှင်းပြီးကုသိုလ်ကောင်းမှုကိုကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်လို့အဲ့တော့ဒီနေရာမှာဆိုလိုတာကလှူဒန်းသူနဲ့နှိုးဆော်သူနဲ့လှူဒန်းသူနှိုးဆော်သူကအကျိုးတစ်မျိုးလှူဒန်းသူကအကျိုးတစ်မျိုးနှိုးလဲနှိုးဆော်တယ်လှူလဲလှူတယ်ဆိုရင်အကျိုးနှစ်မျိုးလုံးရနိုင်တယ်ပေါ့အဲ့ဒါလို့ရတဲ့အခါမှာအရေးကြီးဆုံးကမွန်မြတ်တဲ့ဆန္ဒတွေကြီးမားတဲ့လုံလဝိရိယတွေပြင်းထန်တဲ့စိတ်ဓာတ်တွေအသိဉာဏ်ဆွဲဖက်ပါဝင်ပတ်သက်နေမှုတွေဒီစွမ်းရည်တွေနဲ့ထုံမွမ်းထားတဲ့ကိုယ်စိတ်လေးနဲ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးဆိုရင်ပို၍အဆင့်မြင့်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်တယ်ဆိုလောကမှာလှုပ်တတ်လို့ရှိရင်ကိုလှူတဲ့အလှူသည်ဘာမှမဟုတ်ပေမဲ့လို့ကြီးမားတဲ့အကျိုးတစ်ခုရရှိသွားနိုင်တယ်ပေါ့ဒါကြောင့်စီးပွားဥစ္စာဆိုတာလည်းပဲလှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာဘာမှမပြောပါတော့တဲ့တန်တူတန်ဆာကောင်းစုတာနဲ့တထေးဖြစ်သွားတယ်လို့လည်းရှိတာပဲကြွက်သေးလေးတစ်ကောင်ကိုစားပြုတ်အရင်နှီးလှုပ်လိုက်တာနဲ့တထေးဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲနော်အမိုက်ပုံတွေကဟာရှာပြီးတော့စုဆောင်လို့ကိုင်ခြင်းကနေပြီးတထေးဖြစ်သွားတဲ့ပုဂ္ဂိုလ်လည်းရှိတာပဲမထင်မှတ်တဲ့နေရာလေးတွေကနေပြီးတော့စီဝါဥစ္စာစုဆောင်ပြီးတော့တထွေးတကြွယ်ကရောက်ရတယ်လို့ပဲကုသိုလ်ကောင်းမှုဆိုတာဟာလည်းပဲထို့တူပဲမထင်မှတ်တဲ့လူအထင်မကြီးတဲ့ကုသိုလ်ကောင်းမှုလေးတွေဟာစပြီးတော့တို့တွေဟာဆွဲမြဲပြုလုပ်ကြမှာဖြစ်တယ်ပေါ့အဲ့ဒါလိုပြုလုပ်ဖို့အတွက်မြတ်စွာဘုရားကတိုက်တွန်းခဲ့တာဖြစ်တယ်မာဝမင်းကြီးထပုညတနမန္တအာဂမိတ်တိနည်းနည်းလို့ရင်ပျောက်ပြက်သွားလိမ့်မယ်ကောင်းကျိုးချမ်းသာတွေရမှာမဟုတ်ဘူးလို့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးအထင်မသေးနဲ့တဲ့ဥဒဗေနုနိပတေနဥဒကုံဘောပိပုရတိရေလေးတစ်ပေါက်ကြရုံနဲ့ပဲရေအိုးစီကြီးပြည့်နိုင်သလိုဒီရောပုရတိပုညတထောကံပိအာစိနာတနေ့နည်းနည်းလှုပ်သွားခြင်းအပြင်ကုသိုလ်ကောင်းမှုနဲ့ပြည့်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိမှာဖြစ်တယ်လို့ဒီလိုဟောတာဟာရှင်တဲ့နှလုံးထဲမှာဆွဲမြဲစွာမှတ်ပြီးလူဘဝရရှိတဲ့အခိုက်လေးမှာဘာကုသိုလ်တွေလုပ်ကြမလဲဒါနကုသိုလ်လုပ်မယ်သီလစောင့်တည်ပြီးကိုယ်ကျင့်တရားမပြတ်နေထိုင်ကြမယ်မေတ္တာဘာဝနာပွားရဲဆိုတဲ့ဘာဝနာကုသိုလ်ဒီကုသိုလ်ဟာလည်းပဲကုသိုလ်တွေဒီတရားအလုံးပေါ်မှာအမုန်းတရားမဖက်ဖက်နဲ့မေတ္တာစိတ်သက်အောင်နှလုံးသွင်းဆင်ခြင်ပြီးတော့တရားတွေအလုံးဆင်ပြေကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့မေတ္တာဘာဝနာပွားမယ်ဒီတဲ့အစင်းမြင့်တဲ့ကုသိုလ်ကြတော့ဘာလို့ဆိုရင်လောကမှာအကြောင်းတရားကဖန်တီးထားတဲ့အရာတွေမှန်သမျှဘဝတွေဘယ်ဘဝပဲဖြစ်အစင်သာဝရမြဲတာမရှိဘူးအလုံးဟာရွေးရှားပြောင်းလဲနေတာသာဖြစ်တယ်မမြဲတဲ့သဘောလို့ဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်သုံးသပ်ရမှာဖြစ်တယ်အဲ့ဒီကုသိုလ်ကတော့လုပ်လို့ရတဲ့ကုသိုလ်ထဲမှာတော့ဒီမမြဲတဲ့သဘောကိုဆင်ញင်စဉ်းစားနိုင်တဲ့ဝိပဿနာပညာဝိပဿနာကုသိုလ်အနိစ္စတင်ညာဆိုတဲ့ဒီကုသိုလ်ကိုပွားများအထောက်မဲ့ဆိုလို့ရှိရင်တော့ကုသိုလ်ထဲမှာတော့အမြင့်မြတ်ဆုံးကုသိုလ်လို့မြတ်စွာဘုရားဟောတယ်နော်အဲ့ဒီအမြင့်မြတ်ဆုံးကုသိုလ်လို့ဘာကြောင့်ပြောတော့ဆိုရင်ဝိပဿနာကုသိုလ်ကိုအခြေခံပြီးတော့မှမေကုသိုလ်ဆိုတာရတယ်မေကုသိုလ်ရမှကိလေသာတွေကုန်တဲ့နိဗ္ဗာန်ကိုရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာမပါပဲနိဗ္ဗာန်ကိုရတာမရှိဘူးစဉ်းစားဆင်ခြင်ပြီးတော့ကိုယ်ဘဝကိုကြည့်ပြီးငါတို့ဟာငယ်စဉ်ကာလမိဘဝမ်းကနေပြီးတော့မွေးဖွားလာတဲ့မွေးဖွားလာပြီးတော့ဘဝမှာတဖြည်းဖြည်းပြောင်းလဲလာတယ်ကိုယ်အသက်အရွယ်နဲ့ကိုယ်စဉ်းကျင်စဉ်းစားကြည့်မယ်ဆိုတဖြည်းဖြည်းကြီးလာပြီးတော့မှတ်တိုင်လေးများစွာကြောပြီးနောက်ဆုံးမှာတို့ဘဝဟာ
အဆုံးသတ်ကြမှာဖြစ်တယ်ဆိုတဲ့မမြဲတဲ့သဘောသာဝရပြောင်းလဲနေတဲ့သဘောတွေကိုဆင်ញင်စဉ်းစားပြီးကိုယ်စိတ်ကပတ်ဝန်းကျင်နဲ့အာယုန်ဒီပေါ်မှာမတွေ့တာအောင်ကြိုးစားရမှာဖြစ်တယ်မတွေ့တာအောင်ကြိုးစားနိုင်ပြီဆိုတဲ့အခါမှာတောကလို့ဆိုတဲ့ယင်တွေကဆိုရင်တောကတွေမဖြစ်တော့အဲ့ဒီလိုမဖြစ်တော့မှစိတ်နှလုံးအေးချမ်းစွာနေနိုင်မှာဖြစ်တယ်ဒါကြောင့်ကုသိုလ်တရားတွေမှာအမြတ်ဆုံးကုသိုလ်ဖြစ်တဲ့အနိစ္စတင်ညာလို့ဆိုတဲ့ဝိပဿနာကုသိုလ်တို့တွေတန်မိုးထားပြီးနောက်ဆုံးအနေနဲ့ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားတတိကြီးစွာထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း